ညဘက်လမ်းလျှောက်ပြန်လာတော့မှမောင်ရိတ်ချဲကနေလူတယောက်ကတနွတ်နဲ့ထောက်ပြီးငွေလားအသက်လားတို့ရုတ်တရက်မေးလာတယ်ဆိုပါစို့ပေါ့နော်ဒါမျိုးဆိုရင်တော့လူတိုင်းကပိတ်ဆန်အိတ်ကိုချက်ချင်းထောက်ပေးလိုက်ကြမှာအသေးကြပါပဲလေဟုတ်တယ်ဒီဝေမနေဘူးပေါ့အသက်ရှင်တန်ခွင့်နဲ့ရှင်လာရင်ငွေကြီးဆိုတာအလွယ်တကူဆွန့်လွတ်လိုက်လို့ရတဲ့အရာတစ်ခုဆိုတာကိုအသိစိတ်ကအလိုလိုဆုံးဖြတ်ပြီးသားဖြစ်နေလို့ပါဒါပေါ့လေဒါမဲ့တကယ်လက်တွေ့ဘဝကိုအသေးချာပြန်ကြည့်တဲ့အခါကျတော့လေကျမတို့ကငွေကြီးဆိုရရတော့ကိုယ့်ရဲ့အသက်တွေအချိန်တွေပြီးတော့ဘဝတွေကိုနေ့စဉ်နဲ့မျှထပ်ဖြည့်ဖြည့်ချင်းလဲပေးဆက်နေကြသလားပေါ့အဲ့ဒီချက်ကိုတွေးမိလာတယ်ဟုတ်ကဲ့တကယ်ကိုစဉ်းစားစရာပါပဲတတိမထားမိကြတာများတယ်လေအဲ့တော့ဒီနေ့အစီအစဉ်မှာတော့လေကျမတို့စီရောက်လာတဲ့မဆုတွေ့ဆောင်းပါးတွေနဲ့Vicky Robin နဲ့ Joe Dominguez တို့ရေးသားထားတဲ့ပြီးတော့2018ခုနှစ်မှာအသက်ထပ်မှမွမ်းမမ်းထားတဲ့ Your Money or Your Life စောက်ထဲကအထက်ကအချက်အလက်တွေကိုစုစည်းပြီးအသေးချာနဲ့ဆိုင်လေးလာသုံးသပ်သွားမှာဖြစ်ပါတယ်ဟုတ်တယ်ခင်ဗျာကျွန်တော်တို့ရဲ့အဓိကရည်ရွယ်ချက်ကငွေကြီးအပေါ်ထားရှိတဲ့သဘောထားအမြင်တွေကိုအခြေခံကစာပြီးပြန်လဲစမ်းစစ်ဖို့ပေါ့နော်ပြီးတော့လုံလောက်ပြီဆိုတဲ့အတိုင်းအတာကိုနားလည်သဘောပေါက်ပြီးတော့တကယ်စစ်မှန်တဲ့ငွေကြီးဆိုင်ရာလွတ်လပ်မှုပေါ့ financial independence ကိုဘယ်လိုပုံဖော်မလဲဆိုတာကိုအသေးစိတ်ဆွေးနွေးတော့ကြမှာပါအဲ့ဒီတင်နဲ့ထောက်ခံရတဲ့ဥပမာနဲ့စလိုက်တာကတော်တော်လေးထိရောက်တယ်လို့မြင်တယ်မှန်တယ်အဲ့ဒီလိုအခြေအနေမျိုးမှာအန်ဒေကမျက်မြင်ကိုယ်တွေဖွင့်နေလို့ချက်ချင်းဆုံးဖြတ်နိုင်တာလေဒါမှနဲ့နေ့စဉ်လုပ်ငန်းခွင်ထဲမှာကျတော့ကိုယ့်ရဲ့ဘွားဆွမ်းရင်လို့ခေါ်တဲ့အချိန်နဲ့ခွန်အားတွေကိုငွေချင်းနဲ့လဲလွယ်နေရတဲ့လုပ်ငန်းစဉ်ကအယံကိုနေခွဲတယ်လေဖြည်းဖြည်းချင်းစီဖြစ်နေတာပေါ့ဟုတ်တယ်တတိမထားမိလောက်တင်ငွေလွန်နေပါတယ်တနိုင်ချင်းတဲချင်းစီကိုယ့်ရဲ့အသက်ကိုရောင်းစားနေရတယ်ဆိုတဲ့တည်တရားမျိုးလူတွေမှာမရှိကြပါဘူးဒါကြောင့်ပဲဒီအကြောင်းအရာကိုဆွေးနွေးဖို့ကလွန်စွာအရေးပါလာတာဖြစ်ပါတယ်အဲ့ဒီလိုတိမ်မွေ့လွန်းတဲ့အလဲလွင်မှုတွေကြောင့်ပဲစာအုပ်ထဲမှာတကယ်ကိုရည်နှင်းစရာကောင်းတဲ့စကားလုံးတစ်လုံးကိုအသုံးပြုထားတာတွေ့ရတယ်လေ။တာမန်အဖြစ်အသက်မွေးဝမ်းကြောင်းပြုတယ်ဆိုတာ making a living ဆိုတဲ့စကားလုံးအစားပေါ့နော်။အလို့အတွတ်နဲ့ပေါ်ရတယ်တည်ဆုံးနေရခြင်းဆိုတဲ့ making a dying ဆိုတဲ့အသုံးလုံးပါ။ဟာအဲ့ဒီစကားလုံးကတော်တော်လေးထိရှားကြပဲနော်။ဟုတ်တယ်တကယ်ကိုထိရှားတယ်။ဥမာအနေနဲ့စာအုပ်ထဲက Rachel Z ရဲ့အဖြစ်အပျက်ကိုကြည့်မယ်ဆိုရင်သူကအောင်မြင်နေတဲ့အယောင်တမတယောက်ဖြစ်ပေမဲ့တပတ်ကိုနာရီ80လောက်အလုံးလို့ရတယ်နိုင်ခွန်းစစ်ဆိုတာတော်တော်များတာပဲအဲ့ဒီလိုအဆက်မပြတ်ရုံးကန်ရလုံးတဲ့အခါနောက်ဆုံးတော့သူ့ကိုယ်တိုင်ကလူဘဝဆိုတာဒါပဲလားလို့မေးလာရတယ်အလုပ်လုပ်မယ်ပြီးမနှွမ်းနေစွာနဲ့အနားယူမယ်ပြီးရင်တည်သွားမယ်ဒါပဲလားပေါ့နော်အဲ့ဒီလိုပြင်းပြင်းထန်ထန်နေကုန်းထုတ်လာရတယ် Rachel ရဲ့အခြေအနေကခစ်တဲ့အလုပ်သမားတွေစိတ်ပိုင်းဆိုင်ရာပျော်ကျမှုကိုစားပြုနေပါတယ်ခင်ဗျာလူတွေဟာအသက်ရှင်တန်ဖို့အလုတ်လုတ်နေတာကနေတွေ့ဖေသွားပြီးတော့လေအလုတ်လုတ်ဖို့တက်တာအသက်ရှင်နေရတဲ့စက်ရုပ်တွေလိုဖြစ်လာကြတယ်ဟုတ်တယ်စက်ရုပ်တွေလိုမယ်ခန်းစားချက်တွေပျောက်ကုန်တာပေါ့အဲ့ဒါလေကိုယ့်ရဲ့ကျမ်းမာရေးမိသားစုနဲ့ဆက်ဆံရေးကိုပိုင်ချိန်ဆိုတဲ့ပြက်လက်အစားထိုးလို့မရတဲ့အရာတွေကိုလာဆောင်ွယ်လေးတစ်ခုနဲ့အသေးချာတွတ်ချက်ချင်းမရှိပဲစက်သိမ်းနေကြတာပါကဲဒါကိုတခြားလေးဖြန့်ပြီးကြည့်ကြရအောင်နော်ပို့ပြီးဆိုရရဲ့နောက်ထပ်ဥပမာတစ်ခုလည်းရှိသေးတယ်လေdink လို့ခေါ်တဲ့ဝင်ငွေနှစ်ခုရှိပြီးခလေးမရှိရဆောင်ရွက်ဖြစ်တဲ့ Christy ရဲ့အဖြစ်ဖြတ်ပေါ့ဟုတ်ကဲ့ကြားဖို့ပါတယ်သူလို့ဆိုရင်နိပညာနယ်ပယ်မှာဝင်ငွေကောင်းကောင်းရနေကြတဲ့သူလေအပြင်ကချင်းရင်ပြည့်စုံတဲ့ဘဝပိုင်ရှင်တွေလို့ထင်ရတယ်ဒါပေမဲ့ Christy တယောက်အလုတ်ခွင်မှာသူ့ရဲ့လုတ်ဖို့ကင်ဖက်တုံးကအလုတ်လုတ်လွန်းလို့လဲကျသွားတာကိုကိုယ်တိုင်မင်းမြင်တွေ့လိုက်ရတယ်ဂျပန်လို့ဆိုရင်တော့ Karoshi လို့ခေါ်တဲ့အခြေအနေပေါ့ဟာအလုတ်လုတ်လွန်းလို့သေဆုံးသွားတဲ့အခြေအနေမျိုးပေါ့အရန်ကိုဆိုးရပါတယ်အေးလားလေအဲ့ဒီမြင်ကွင်းကိုမြင်ပြီးနောက်ပိုင်းမှာခရစ်စတီယာညာဘက်တွေဆိုလက်နိုးလာတယ်ဆိုရင်ပူပန်မှုယောဂါတယ် panic attacks တွေပါပြင်းပြင်းထန်ထန်ခံစားလာတော့တာပဲဒီနေရာမှာခရစ်စတီခံစားရတဲ့ panic attacks ဆိုတာလေထာမန်အလုတ်ဖီယာကြောင့်ဖြစ်လာတာမဟုတ်ပါဘူးထာမန်ဖီယာမဟုတ်ရင်ဘာကြောင့်ဖြစ်တာလဲသူယုံကြည်ထားတဲ့လုံခြုံစိတ်ချရတဲ့ယုံအလုတ်ဆိုတဲ့အိမ်မက်ကြီးကတကယ်တမ်းကျတော့လူကိုတေးစေနိုင်လောက်တဲ့အထိအန်ဒီရဲ့များတဲ့ဆိုတဲ့အမှန်တရားကိုယူတီရဲ့လက်ခံလဲရတဲ့စိတ်ပိုင်းဆိုင်ရာထိတ်လန့်သွားတာပါအောင်မြင်မှုဆိုတဲ့ခေါင်းစဉ်အောက်မှာလူတွေဟာကိုယ့်ကိုယ်ဘယ်လောက်အထိဖြစ်စီးနေကြတယ်လဲဆိုတာကိုဒီ Karoshi ဖြစ်စဉ်တွေကမီးမောင်းထိုးပြနေပါတယ်ဒါမြင့်လီဒီအချက်ကိုနည်းနည်းလေးစန့်ကျင်ဘက်ရှုထောင့်ကနေတွေးကြည့်ခြင်းပါတဲ့အသက်ရှင်ပန်ဖို့အတွက်အနည်းဆုံးတော့အလုပ်လုပ်ရမှာပဲမဟုတ်ဘူးလားအဲ့တော့ဟုတ်ပါတယ်အစားအစာအတွက်နေစရာအတွက်ပီဒီရှင်းဖို့အတွက်အလုပ်လုပ်ရတာတဘာဝကြပါတယ်ဒါကို making a dying လို့သတ်မှတ်လိုက်ရင်
လူဖွဲ့စည်းကြီးကဘလို့လို့လက်ပတ်နိုင်တော့မလဲ အခြေခံလိုအပ်ချက်တွေအတွက်ခွန်အားစိုက်ထုတ်ရမယ်ဆိုတာကိုဒီစာအုပ်ကလုံးဝငြင်းဆိုထားတာမဟုတ်ပါဘူးခင်ဗျာပြဿနာကအခြေခံလိုအပ်ချက်ကိုကျော်လွန်သွားတဲ့အခါမှာစတင်တာပါ ဆိုလိုတာကမလိုအပ်ပဲအလွန်အကျွမ်းဖြစ်သွားတဲ့အခြေအနေမျိုးပေါ့ မှန်ပါတယ်အသက်ရှင်ဖို့တော့လုံလောက်တဲ့ဝင်ငွေရနေပြီမဲ့လူတွေဟာမလိုအပ်တဲ့အပိုးအယမ်းဒီဇိမ်ခံပစ္စည်းတွေနဲ့လူမှုရဲ့အဆင့်တန်းတွေရဲ့ကွယ်သူတို့ရဲ့အဖိုးတန်လာတဲ့ဘဝစွမ်းအင်ကိုထက်ခါပေးဆက်နေကြတယ်လာစားတိုးလာတာနဲ့အမျှအတုံးစိတ်တွေပါအလိုလိုလိုက်တိုးလာပြီးအဆုံးမရှိတဲ့တန်တရားတွေကိုကြာရောက်သွားလာကိုဆိုလိုရင်းဖြစ်ပါတယ် အဲ့ဒီတန်တရားကြီးကိုစဉ်းစားကြည့်ရင်လေအရှင်တဖေးဖေးမြင့်လာတဲ့ BSC ကြီးတစ်ခုပေါ်မှာမောဟိုက်ပြီးလဲကျသွားတဲ့အထိပြင်းနေရတာနဲ့တူတယ်နော်ဒါဆိုရင်မေးစရာရှိလာတာကလူတွေဟာအဲ့ဒီပြည့်စက်ပေါ်မှာကိုတေးရပါအနာတရားဖြစ်နေမှန်တီးတီးရက်နဲ့ဘာလို့စင်မသွားကြတာလဲဘာကများသူတို့ကိုအဲ့ဒီပေါ်မှာစစ်ပြေးနေအောင်တွားဟာပေးနေရလဲ အဓိကတွန်းအားကတော့လူမှုအတိုင်းဝိုင်းကဖန်တီးထားတဲ့ jobism ဆိုတဲ့အယူဆပါပဲ ဂျိုဘီစင်ဆိုတာအလောက်ကင်နဲ့ခွဲခြားတာမျိုးလား ဟုတ်တယ်လေလူတွေဟာကိုလုံနေတဲ့အလုပ်ကိုင်ယာဒူနီယာကိုပဲကိုယ့်ရဲ့တန်ဖိုးကိုယ့်ရဲ့ဂုဏ်သိက္ခာလို့မှတ်မှားလာကြတာပေါ့ဥပမာလူမှုရေးပွဲတစ်ခုမှာလူတစ်ယောက်နဲ့စတဲ့မိတ်ဆက်တဲ့အခါဘယ်လိုလုပ်တယ်လဲဆိုတဲ့မိကုန်းကအဲ့ဒီလူရဲ့အဆင့်တန်းကိုတက်ရထမှတ်ပေးတယ်လို့ဖြစ်နေတယ်လေ ဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းလာပြီအဲ့ဒီ job အဆင့်မဲ့လူအားမှုကြောင့်ပဲလူတွေကအဆင့်တန်းမြင့်ကျင်တဲ့စိတ်နဲ့ကိုမကြိုက်တဲ့အလုပ်ကိုလည်းချိန်မိတ်လုပ်ကြရတာပေါ့ ဒါပေါ့လူမြင်ကောင်းအောင်စူးစမ်းကြတာလေ ပြီးတော့အဲ့ဒီအလုပ်ကရတဲ့ပိုက်ဆံနဲ့ကိုဘလို့အောင်မြင်နေလဲဆိုတာကိုပြသဖို့စူးစမ်းကြတော့တာပဲတနည်းအားဖြင့်ပြောရင်မလိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ဖို့တကယ်တမ်းကိုကလည်းသဘောမကျတဲ့လူတွေကိုအထင်ကြီးအောင်လုပ်ဖို့ကိုမှလက်တွေ့မရှိသေးတဲ့ပိတ်ဆံတွေကိုအကျွေးဝယ်ကတင်နဲ့ကြိုးကုန်းနေကြတာပေါ့နော် ဟုတ်ကဲ့တကယ်ကိုအဓိပ္ပာယ်မရှိတဲ့တန်တရားကြီးပါ ဒါကတကယ်ကိုယူသွက်စရာကောင်းတဲ့လူမှုရေးပြည့်စက်ကြီးတစ်ခုပါပဲ ဒီပြန်ဆက်ဒီထဲမှာလူတွေဘလောက်အထိမျက်စိကန်းနေကြတယ်လဲဆိုတာကိုဒန်နီယယ်ကန်နီမန်ရဲ့နမေကြီးသူတေသနာကတက်တည်ပြနေပါတယ်လေအမေရိကန်မှာဆိုရင်လူတယောက်ရဲ့တနေ့ဝင်ငွေဟာဒေါ်လာ9000ခွဲပြည့်သွားပြီးတဲ့နောက်ပိုင်းမှာငွေပိုရလာပြီမေပျော်ရွှင်မှုကအချိုးကျထပ်မံတိုးပေါ်လာတာမျိုးမရှိတော့ပါဘူး ဟာတကယ်ဒါမဲ့လူတွေကတော့ပိတ်ဆံပိုရရင်ပိုပြောမယ်လို့ထင်နေကြတော့မယ်မဟုတ်လား အဲ့ဒါကအဓိကအချက်ပဲလေအဲ့ဒီပမာဏကအခြေခံလိုအပ်ချက်နဲ့လုံခြုံမှုတွေလုံးလောက်ကောလို့ပါ အဲ့ဒီသူတွေနာမှာအန်တော့စရာအကောင်းဆုံးကနောက်ဆက်တွဲစစ်တမ်းရလက်ပဲလို့ဖတ်ရတယ်ဝင်ငွေဘလောက်ဝေးရနေတဲ့သူဖြစ်ပါစေဘလောက်ရရင်လုံလောက်ပြီလို့ခံစားရမလဲလို့မေးလိုက်ရင်လူတိုင်းလူလိုကသူတို့လက်ရှိရနေတဲ့ပမာဏတဲ့90ရာခိုင်နှုန်းပိုလိုချင်နေကြသေးတယ်လို့ဖြေကြတယ်တဲ့ မှန်ပါလေဒေါ်လာ3သိန်းရနေသူက3သိန်းခွဲမှ3သိန်းခွဲခင်ရနေသူက2သိန်းကျော်မှဆိုပြီးအများအားကိုရှေ့မှာ90ရာခိုင်နှုန်းခွာပြီးရွှေ့သွားနေတဲ့ပန်းတိုင်ကိုလိုက်ဖမ်းနေကြတာလေ တကယ်ကိုပြီးဆုံးမဲ့အချိန်ကိုမရှိတော့ဘူးနော် ဒီနေရာမှာစိတ်ဝင်စားစရာအကောင်းဆုံးအချက်ကအဲ့ဒါကိုစိတ်ပညာမှာ hedonic addiction လို့ခေါ်ပါတယ်ရရှိပြီးသားအရာတွေအပေါ်မှာအသားကျသွားပြီးရောင်းရည်မှုပျောက်ဆုံးသွားတဲ့စိတ်သဘောတဘာဝပါ တပည့်လူချင်းနေတာရော ဟုတ်တယ်ဒီနေရာမှာရည်မှန်းချက်ကြီးမာတာ ambition နဲ့အဆုံးအစမရှိလောဘတကြီး sharp ဝင်နေတာ blind accumulation ကြာချောင်းချက်ကိုကွဲပြမြင်ဖို့လိုပါတယ်ရည်မှန်းချက်ရှိတယ်ဆိုတာကမိမိဘဝအတွက်တန်ဖိုးရှိတဲ့တိကျတဲ့ပန်းတိုင်အကူစီကိုဦးတည်နေတာပါဒါပေမဲ့ blind accumulation ကတော့ငွေပုံများရှိငါပေါ်ပြောရမှာပဲဆိုတယ်မာယွင်းကျယုံကြည်မှုတတ်တဲ့နဲ့အတိညာမဲ့ဆိုတာစူးစောင်းနေတာပါ အဲ့ဒီလောဘရဲ့တားကောက်ဖြစ်နေသူတွေတော့ဘရော့ဘလုံလောက်ပြီဆိုတဲ့ငိမ်းချမှုကိုရရှိမှာမဟုတ်ဘူးပေါ့နော် ဒါပေါ့လေလုံးဝမရနိုင်ပါဘူး ဒီတော့အဆုံးမရှိပြေးနေရတဲ့ပြေးတဲ့ကြီးကအရင်ခေတ်တွေကတည်းကရှိခဲ့တာဆိုပြီးမဲ့ယနေ့ခေတ်မှာတော့အခြေအနေတွေကပူပြီးဆိုးဝါးလာတယ်လို့မြင်တယ် ဟုတ်တယ်ခေတ်တွေကပြောင်းသွားပြီလေ အရင်တော့ဆိုရင်ကုမ္ပဏီတစ်ခုထဲမှာတစ်သက်လုံးအလုံးလုံးအသက်ကြီးလိုက်ရင်ပင်စင်ယူပြီးအေးဆေးဆေးနေလို့ရသေးတာကိုဒါမဲ့ဒီနေ့ခေတ်မှာကျတော့အဲ့ဒီတော့ပင်စင်စနစ်တွေကလုံးဝနီးပါးပျောက်ကွယ်သွားခဲ့ပြီလေစာအုပ်ထဲမှာဒီခေတ်ကြီးကိုဝါယိုခေတ်လို့သုံးလုံးထားတာတတိထားမိတယ်ကိုသမင်းကိုစာကိုပါတာရက်တီရမယ်ခေတ်ပေါ့နော်ဘယ်ဖွဲ့စည်းကမှကိုကဲတယ်မှာမဟုတ်ဘူးဆိုတဲ့ခေတ်ကြီးကိုရောက်လာတာပဲ ဒီအချက်ကိုပိုချဲပြည့်တဲ့ရှုထောင့်ကနေချိတ်ဆက်ကြည့်မယ်ဆိုရင်ဝိုင်ယိုခေတ်ဆိုတာ20ရာစုကရှိခဲ့တဲ့လူမှုရေးနဲ့စီးပွားရေးဆိုင်ရာသဘောတူညီချက်တွေပြိုကျသွားတာကိုဆိုလိုတာပါခင်ဗျအစိုးရနဲ့အလုပ်ရှင်တွေစီကနေအနာဂတ်လုံခြုံရေးအတွက်အာမခံချက်မရနိုင်တော့တဲ့အခါ
လူတယောက်ချင်းစီဟာကိုယ့်ရဲ့ငွေကြေးအနာဂတ်အတွက်ကိုယ်တိုင်တာဝန်ယူရတော့မယ့်အခြေအနေကိုရောက်ရှိလာပါတယ်ဒီအပြောင်းလဲကလူတွေအတွက်ကြီးမားတဲ့စိတ်ဖိစီးသူတွေကိုဖြစ်ပေါ်စေပါတယ်လေ အေးစိတ်ဖိစီးမှုရဲ့တယုံမှန်ကိုသူနာပြုနီခိုရဲ့အဖြစ်ပြက်မှာအထင်သာတွေ့ရလေကျောင်းပြီးခါစားလေးပဲရှိသေးတယ်ပညာသင်စိတ်ရဲ့အတွက်ယူထားတဲ့အချွေးကဒေါ်လာ3သိန်းကျော်တင်နေပြီ ဟာအချွေးကအများများတာပဲ အဲ့ဒါလေအစတုန်းကတော့သူနာပြုဆိုတဲ့အလုပ်အကင်ကလာစားကောင်းမယ်အချွေးတွေမြ мян ကျေးသွားမယ်လို့မျှော်လင့်ခဲ့တာပေါ့ဒါမဲ့တကယ်တော့အလုပ်ခွင့်ထဲရောက်တော့နေထိုင်စိတ်ရသွေးအချွေးပေါ်ကအတိုးနှုံဒီနဲ့လုံးမနေရတော့အချွေးကရောက်မသွားပဲအပြင်နောက်တောင်စုံနေတယ်လို့ခံစားလာရတယ် ဒါကဒီဘက်ခေတ်လူငယ်တွေနေ့စဉ်နဲ့အမျှရင်ဆိုင်နေရတဲ့ကြောက်မက်ဖွယ်ရအမှန်တရားပါပဲ ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကလေဒီလိုခက်ခဲကြမ်းတမ်းတဲ့ဝါယိုယိုခေကြီးတဲ့မှာငုံခံမနေပဲကိုယ်ပိုင်လွတ်လပ်ခွင့်ပေါ့တနည်းအားဖြင့် financial independence ကိုနီလန်းအမျိုးမျိုးနဲ့အရှာထွက်နေတဲ့သူတွေလည်းရှိလာကြတယ်။စာအုပ်ကဒီလိုရှာဖွေသူတွေကိုအုပ်စု၃စုခွဲခြားပြထားတယ် ဟုတ်ကဲ့ဘလို့အုပ်စုတွေလဲခင်ဗျာ ။ပထမတစ်စုကတော့နင်ချာလို့ခေါ်တဲ့နင်ဂျာများတဲ့။သူတို့ကဘယ်လိုပုံစံမျိုးနဲ့ချင်းကစ်ကြတာလဲ ဟို ninjas တွေရဲ့ချင်းကပ်ပုံကစနစ်တစ်ခုလုံးကိုတင်ချာနေကြတွက်ချက်တာပါခင်ဗျာသူတို့ကဝင်ငွေထွက်ငွေအခွန်အခါရင်းနှီးမြုပ်နှံမှုအတိုးနှုန်းစတဲ့ကိန်းဂဏအလုံးကိုအသေးချလေ့လာတယ် ။တိချာတွက်ချစ်တာပါနော် ဟုတ်တယ်ဘယ်နေရာမှာအကျိုးအမြတ်အများဆုံးရမလဲဘယ်လိုလုပ်ရင်အမြန်ဆုံးအကျွေးကျင်မလဲဆိုတာကိုအမြဲရှာဖွေလေ့လာပြီးငွေကြေးစနစ်ကြီးရဲ့အားနည်းချက်တွေကိုကိုယ့်အတဲ့အကောင်းဆုံးဖြစ်အောင်တောင်းချတတ်သူတွေပါသူတို့တဲ့ငွေကြေးဆိုတာဖြည့်ရှင်းရမယ်ပဟိလီတစ်ခုလိုပါပဲလေ ။တဘောပါပြီ။သူတို့ရဆိုဖြစ်တဲ့ minimalist ပေါ့။ရိုးရှင်းမှုကိုမျက်နှာသူများကြတော့ရောသူတို့ရဲ့စိတ်ပညာကဘလို့ကွာခြားတော့လဲ minimalist တွေကတော့ရုပ်ထုပစ္စည်းတွေအများကြီးပိုင်ဆိုင်တာဟာလွတ်လပ်မှုမဟုတ်ပဲဝန်ထိုးဝန်ပို့လို့မြင်ကြပါနဲ့ခင်ဗျာသူတို့ကပစ္စည်းအသစ်တွေဝယ်ယူသုံးဆွဲတာကိုတမင်တက်တက်ရှော့ချလိုက်ပြီးတော့ဘဝရဲ့အတွေ့အကြုံတွေစိတ်ပိုင်းဆိုင်ရာအတွေ့အရှိမှုတွေကိုပိုပြီးဦးစားပေးတယ် ။ဒါဆိုအကွန်အကြာတက်တာသွားတာပေါ့ ဒါပေါ့သူစိတ်နီးသွားတဲ့အထက်ဝင်ငွေအများကြီးရှာမလို့တော့ပဲအချိန်နဲ့လွတ်လပ်မှုကိုပြန်လဲဝယ်ယူလိုက်တာပါ ။ဟုတ်ကဲ့။နောက်ဆုံးတတိယအစုကတော့ DIYers ပေါ့။ကိုယ်တိုင်ဖန်တီးပြုလုပ်သူများလို့ခေါ်တယ်။သူတို့ကတော့စားသုံးသူတက်တက်ဖြစ်နေတဲ့ဘဝကနေဖန်တီးသူတွေဖြစ်ပြောင်းလဲလိုက်ကြတာပဲ ကိုယ်တိုင်ဖန်တီးတာဆိုတော့စိတ်ဝင်စားစရာပဲ ။ဟုတ်ကဲ့ပူစီတစ်ခုပြတ်သွားရင်ချက်ချင်းအသက်ဝယ်တာထက်ကိုယ်တိုင်ပြင်တဲ့အစားအသောက်တွေကိုကိုယ်တိုင်ချက်ပြုတ်ဖန်တီးတယ်။ရာရာကိုကိုယ်တိုင်လုပ်ချင်အားဖြင့်ငွေကုန်ကြေးကြရှော့ချယုံတာမကပဲအဲ့ဒီကိုယ်တိုင်ဖန်တီးရတဲ့လုပ်ငန်းစဉ်တွေမှာပဲဘဝရဲ့ပျော်ရွှင်မှုနဲ့ဂုဏ်ယူမှုကိုရှာဖွေကြတာပါ တကယ်ကိုလေးစားစရာကောင်းတဲ့အုပ်စုတွေပါပဲ ပြီးတော့လေဒီအုပ်စုတွေထဲမှာသူတို့ရဲ့ခီးသွွားနှုံထားရှင်ရဟုံကလည်းကွာခြားကြထွေးတယ်အချို့ကလိတ်တွေထားဒတ်တွေလိုပဲအကျွေးတွေကိုတဖြည်းဖြည်းချင်းစမ်းမယ်ကိုယ့်ရဲ့လက်ရှိဘဝကိုလည်းအေးအေးဆေးဆေးဖြစ်တန်းရင်အသက်ကြီးမှပဲပင်စင်ယူဖို့ရည်ရွယ်ကြတယ် အေးဆေးသွားတဲ့လူတွေပေါ့ ဟုတ်တယ်အချို့ကကြတဲ့ယုံနေ Harris တွေလိုအလုံးမြန်တဲ့ချိန်နဲ့တွားကျင်ကြတယ်အသက်30လောက်မှအလုတ်ကနေလုံးဝအနားယူနိုင်ဖို့အတွက်ငယ်ငယ်ရွယ်ရွယ်နဲ့အလွန်မချွဲတာကြအပြည့်အထန်ရင်းနှီးမြုံနှံကြတယ်လေ ဒီကွဲပြားချက်တွေကဟိုလူတဦးချင်းစီရဲ့စွန့်စားနိုင်စွမ်း risk tolerance နဲ့ဘဝကိုဖျက်သိမ်းခြင်းတဲ့ပုံစံတွေအပေါ်မူတည်နေပါတယ်ခင်ဗျာ အဲ့ဒါလည်းမှန်တာပဲ အလုပ်တစ်ခုတည်းမှာတသက်လုံးနေရတယ်ခင်မဟုတ်တော့တဲ့အတွက်လူတွေဟာမိမိရဲ့စရိုက်လက္ခဏာနဲ့အကိုင်းညီဆုံးဖြစ်မဲ့နီးလန်းတွေကိုဖန်တီးပြီးလိုက်လျောညီတွေနေထိုင်လာကြရတာပါကိုကနင်ဂျာပဲဖြစ်ဖြစ်ရိုးရှင်းသူပဲဖြစ်ဖြစ်လိပ်ပဲဖြစ်ဖြစ်ယုံပဲဖြစ်ဖြစ်ပေါ့လေအရေးကြီးဆုံးကကိုရှောက်နေတဲ့လမ်းကြောင်းဟာသူများလှုပ်လို့လိုက်လို့တာမျိုးမဟုတ်ပဲကိုယ်တိုင်အတိစိတ်နဲ့တေချာရွေးချယ်ထားတဲ့လမ်းကြောင်းဖြစ်ဖို့ပါပဲ ဟုတ်ကဲ့အဲ့အသိစိတ်နဲ့ရွေးချယ်တယ်ဆိုတဲ့အချက်ကနေဆက်ပြီးတွေးကြည့်မယ်ဆိုရင်ဒီလိုရိုးရိုးခေတ်ကြီးထဲမှာတကယ်စစ်မှန်တဲ့ငွေကြေးလွတ်လပ်မှုရဖို့ဘလို့အတွေးခေါ်မျိုးကိုတိဆောက်ရမလဲဆိုတာကိုလေ့လာဖို့လိုလာပါပြီ ဟုတ်ပါတယ်အတွေးခေါ်ကအရေးကြီးဆုံးပဲလေ စောင်းထဲမှာ the 4FI ဆိုပြီးငွေကြေးဆိုင်ရာအသိမြင်၄မျိုးကိုအဆင့်လိုက်ရှင်းပြထားတယ်နော်ပထမဆုံးဆင့်က financial intelligence ဆိုတဲ့ငွေကြေးဆိုင်ရာဉာဏ်ရည်ရဲ့ဒါရိုးရှင်းတယောင်ရှိပေမဲ့လူတော်တော်များများလက်ခံဖို့ခက်ခဲတဲ့အဆင့်တစ်ခုပဲ မှန်ပါတယ်လူတွေဟာကိုယ့်ရဲ့ဗန္ဒာရေးအခြေအနေမှန်ကိုမျက်နှာချင်းဆိုင်ဖို့အင်မတန်ကြောက်ရွံ့ကြပါတယ်လေ financial intelligence ဆိုတာကိုယ့်စီကိုဝင်ငွေဘယ်လောက်ဝင်တယ်ထွက်ငွေဘယ်လောက်ရှိတယ်အကျွေးဘယ်လောက်တင်နေတယ်ဆိုတာကိုမျက်ကွယ်မဖြူပဲကိန်းဂဏန်းတွေတိုင်းရိုးရိုးသားသားလက်ခံရတဲ့တတ်တီကိုခေါ်တာပါ
လက်တွေ့အခြေအနေဝင်မသိဘဲနဲ့ဘလို့မှအစီအစဉ်ဆွဲလို့မရနိုင်ဘူးပေါ့နော် ဒါပေါ့အဲ့ဒါကပထမဆုံးခြေလှမ်းပါပဲ အဲ့ဒီကိန်းဂဏန်းတွေကိုတည်သွားပြီဆိုရင်ဒုတိယအဆင့်ဖြစ်တဲ့ financial integrity ဆိုရဲငွေကြေးဆိုင်ရာတမားတွေကိုကူးရတာပေါ့ဒါကကိုသုံးဆွဲလိုက်တဲ့ငွေကြေးတိုင်းဟာကိုယ့်ရဲ့ယုံကြည်မှုတန်ဖိုးထားမှုတွေနဲ့တကယ်ကိုက်ညီရဲ့လားဆိုတာကိုဆန်းစစ်တာပဲလေ ဟုတ်ကဲ့ဥပမာလေးပြောပြလို့ရမလား ဥပမာပေးရရင်ကိုဝယ်လိုက်တဲ့ပစ္စည်းတစ်ခုကကိုယ့်မိသားစုအတွက်တကယ်အကျိုးရှိရလားဒါမှမဟုတ်ကဘာမေကြီးရဲ့တဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေသလားဆိုတာမျိုးကိုအတင်းအမှတ်ပြုပြီးကိုယ့်ရဲ့လုပ်ရက်နဲ့ခံယူချက်တစ်ထပ်တင်းကြောက်အောင်တောင်းရင်မှုရှိတုံးဆွဲတတ်တဲ့အဆင့်ပါ အဲ့ဒီလိုတာဝန်တည်တည်တုံးဆွဲတက်လာတဲ့အခါတတိယဆင့်တဲ့ financial independence လို့ခေါ်တဲ့ငွေကြီးဆိုင်ရာလွတ်လပ်မှုဆိုတာအလိုလိုရောက်လာပါတယ်ခင်ဗျာ ဒါကတော့လူတိုင်းလိုချင်တဲ့အဆင့်ပေါ့ ဟုတ်ပါတယ်ဒါကတော့အကျွေးနွံတွေကနေအပီးတိုင်ရုံထွက်နိုင်ပြီးနေ့စဉ်ရှင်သန်ဖို့အတွက်လာစာငွေကိုအမြဲတမ်းမိကုန်နေရတဲ့ကြောက်ရွံ့မှုတွေကနေလုံးဝကင်းဝေးသွားတဲ့ခြေနေပါ ဒီတတိယအဆင့်အထိကတော့အလုံးမြုံမှန်းထားတဲ့ပန်းတိုင်မှုနားလည်ရလွဲပါတယ်ဒါဆိုရင်ဒါတွေအားလုံးကဘာကိုဆိုလိုတာလဲပေါ့နော်စတုထအဆင့်ထိတဲ့ financial interdependence ငွေကြေးဆိုင်ရာအပြန်အလှန်မိခုံမှုဆိုတဲ့နေရာမှာတော့စဉ်းစားစရာလေးတစ်ခုဖြစ်သွားတယ် ဟုတ်ကဲ့ဘယ်လိုစဉ်းစားစရာဖြစ်သွားတာလဲ ဒါမှအဖြစ်တွေးကြည့်ရင်ငွေကြီးအရာလွတ်လပ်သွားတယ်အလုံးလုံးဆရာမလိုတော့ဘူးဆိုရင်ကိုယ့်ဘာသာခြံစည်းရိုးအမြင့်ကြီးခတ်ပြီးလူဖွဲ့ကြီးကနေခွဲထွက်သွားလို့ရပြီမဟုတ်ဘူးလားဘာဖြစ်လို့အပြန်လန်မိခေါ်မှုဆိုတာကအမြင့်ဆုံးအဆင့်ဖြစ်နေရတာလဲငွေကြီးအရာလွတ်လပ်သွားတယ်ဆိုတာလူဖွဲ့စည်းကနေခွဲထွက်သွားတာလားဒါမှမဟုတ်ပဝင်းကျင်နဲ့ပို့ပြီးချိတ်ဆက်မိသွားတာလားဗောနော် ဒါကအရေးကြီးတဲ့မေးခွန်းတစ်ခုကိုပေါ်လာစေပါတယ်ခင်ဗျာဒါဟာလွတ်လပ်မှုနဲ့ပတ်သက်ပြီးလူတွေအထင်မှားတတ်တဲ့အချက်ပါပဲလူတော်တော်များများကငွေကြေးပြည့်စုံသွားရင်ဘဒုကမှ view sex ရမလို့တော့ဘူးလို့ထင်တတ်ကြတယ်လေ ဟုတ်တယ်အများစုကအဲ့လိုပဲမြင်ကြတာ哦 ဒါပေမဲ့တကယ်တမ်းစစ်မှန်တဲ့လွတ်လပ်မှုရပါတဲ့သူတွေကငွေရှာဖို့ဖျားတွေလုံးဝမရှိတော့လဲပြသူတို့မှာအချိန်တွေအများကြီးပိုရလာတယ်စိတ်ပိုင်းဆိုင်ရာနေရာလွတ်တည်ရလာတယ်လေ စိတ်အေးသွားတာဗော အဲ့ဒီအခါကျတော့လူတဘာဝအရာအထီးကျန်စွာနေထိုင်ခြင်းတာမျိုးမဟုတ်ပဲမိမိရဲ့ပတ်ဝန်းကျင်မိမိရဲ့လူအဖွဲ့အစည်းကိုပို့ပြီးအကူအညီပေးခြင်းစိတ်တွေပေါ်ပေါက်လာပါတယ်ကိုယ်အတိုင်းအဝိုင်းကိုပြန်လဲထောက်ပံ့ပေးတာပရိဟိတလုပ်ငန်းတွေမှာပါဝင်လာတာတွေလှုပ်ဆောင်ကြတယ် ဩနားလဲပါပြီ စစ်မှန်တဲ့လူလမှုဆိုတာအခြားသူတွေနဲ့အဆက်အသွယ်ဖြတ်တောက်လိုက်ခြင်းမဟုတ်ပဲကဘာကြီးပုံမူကောင်းမွန်လာစေဖို့ရွေးချယ်ခွင့်အပြည့်အဝနဲ့ပြန်လဲချိတ်ဆက်ခြင်းတာဖြစ်ပါတယ်ခင်ဗျာ တကယ့်ကိုနဲ့နေပြီးအတိတ်ပဲပြေးရတဲ့သုံးသက်ချက်ပါပဲခြုံငုံပြီးပြောရရင်ဒီစာအုပ်ကကျမတို့ကိုငွေကြေးရဲ့တားကောင်ဖြစ်နေတဲ့ပြေးဆက်ပုံမှာအလို့လုံရင်တိတ်ဆုံးနေရတဲ့ဘဝကနေအတိညာဏ်နဲ့ကိုယ်တိုင်ရွေးချယ်ခွင့်ရှိတဲ့ဘဝစီကိုဘယ်လိုပြောင်းလဲနိုင်မလဲဆိုတာလက်တွေ့ကြလမ်းပြပေးထားတာပါ ဟုတ်ကဲ့ ကိုယ့်ရဲ့ဘဝဆွဲ in life energy ဆိုတာအကန့်အသတ်ရှိတဲ့အရာဖြစ်တဲ့အတွက်ပိတ်စံကိုပြန်သုံးတဲ့အခါမှာလဲကိုယ့်ဘဝအတွက်ကိုယ်ပတ်ဝန်းကျင်အတွက်တကယ်တန်ဖိုးရှိတဲ့နေရာမှာပဲသုံးဆွဲသင့်တယ်ဆိုတာကိုရှင်းလင်းစွာပြသထားပါတယ် ဘဝစွမ်းရင်ကိုတန်ဖိုးထားတတ်ဖို့ဆိုတာအလွန်ရေးကြီးပါတယ်ခင်ဗျာအလို့တစ်ခုမှယဉ်နီးလိုက်ရတဲ့အချိန်နဲ့ခွန်အားတွေဟာပြန်လဲရယူလို့မရတဲ့ဘဝရဲ့အစိပ်ပိုင်းတွေဖြစ်တာကြောင့်အဲ့ဒီတန်ဖိုးကိုနားလည်မှသာမှန်ကန်တဲ့ငွေကြေးဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်မှာပါ ဒါဆိုရင်ဒီဆွေးနွေးမှုကိုအဆုံးသတ်ဖို့အတွက်နားဆင်သူတွေဆက်လက်တွေးတောနိုင်ဖို့အစာအုပ်ထဲကအဓိကမေခွန်း၃ခုကိုခြံထားခဲ့ခြင်းပါတယ်ပထမမေခွန်းကအကယ်၍လူတစ်ယောက်ရဲ့အကျွေးတွေအားလုံးကိုဒီနေ့ချက်ချင်းမဆန်းဆန်းရှင်းလင်းပေးလိုက်မယ်ဆိုရင်အဲ့ဒီလူဟာနောက်ထပ်အကျွေးတွင်းတွေကိုထက်ကျသွားအောင်မလားဒါမှမဟုတ်နေထိုင်မှုပုံစံကိုလုံးဝပြောင်းလဲပြစ်နိုင်မလားတဲ့ တကယ့်ကိုပြန်မေးတဲ့နေမေးဟုံးပဲ ဟုတ်တယ်ဒုတိယမေခွန်းကအကယ်၍မနှက်ဖြန်မှာလူတစ်ယောက်ရဲ့ဘဏ်အကောင့်ထဲကိုဒေါ်လာ1 သန်းအသင့်ရောက်နေမယ်ဆိုရင်အဲ့ဒီလူကသူ့ရဲ့မနှက်ဖြန်ချင်းတွေကိုဘာတွေလုပ်ဖို့အသုံးပြုမလဲတဲ့ ဒါလည်းစစ်ကူကြည့်ဖို့ကောင်းပါတယ် တတိယမေခွန်းကတော့ကိုယ့်ဘဝမှာပိုပြီးပျော်ရွှင်လာစေဖို့ပိုပြီးလွတ်လပ်လာစေဖို့အတွက်ဒီနေ့ချက်ချင်းဆွတ်လွတ်လိုက်တဲ့အကျင့်ဒါမှမဟုတ်အရာဝတ္ထုတစ်ခုကဘာဖြစ်မလဲတဲ့ အဲ့ဒီမေးခွန်းတွေကလေငွေကြေးပြဿနာကိုမင်းနေတာမဟုတ်ပဲလူတစ်ယောက်ရဲ့စိတ်နေသဘောထားနဲ့ဘဝရဲ့ဦးစားပေးအရာတွေကဘာလဲဆိုတာကိုနက်နက်ရှိုင်ရှိုင်ဆက်စစ်ဖို့တိုက်တွန်းနေတာဖြစ်ပါတယ်ခင်ဗျာ သေချာတာပေါ့ဒါပေမဲ့ဒီချက်ဒီအားလုံးရဲ့အဆုံးမှာနောက်ထပ်အသွေးတစ်ခုကိုဆက်ပြီးစဉ်းစားကြည့်မိတယ်လေအကယ်၍ကျမတို့ဟာငွေကြေးဆိုင်ရာလွတ်လပ်မှုကိုအပြည့်အဝရရှိသွားပြီမနက်တိုင်းအလုပ်သွားဖို့နိုးစာပေးစရာမလိုတော့ဘူးကိုကိုခိုင်းစိမ်မဲ့ထွေးလည်းမရှိတော့ဘူးဆိုပါစို့ လွတ်လပ်သွားပြီပေါ့ အဲ့ဒီလိုလွတ်လပ်မှုကပျော်စရာကောင်းတယ်လို့ထင်ရပေမဲ့
တကယ်တမ်းကျတော့အဲ့ဒါကအင်မတန်ကြောက်စရာကောင်းတဲ့အခြေအနေတစ်ခုများဖြစ်နေမလားလို့ပါ ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲဆိုတော့လေအလုတ်ကင်ဆိုတဲ့ခေါင်းစဉ်တစ်ခုရဲ့နောက်ွယ်မှာဖုံးကွယ်ခွင့်မရှိတော့တဲ့အခါအဆုံးအစာမရှိတဲ့အခြေအနေတာကိုယ့်လက်ထဲမှာရှိနေတဲ့အခါငါဆိုတာတကယ်တမ်းဘာလို့လဲငါဘဝရဲ့တကယ်ရည်ရွယ်ချက်ကတော့ဘာလဲဆိုတဲ့မေးခွန်းကိုမျက်နှာချင်းဆိုင်ရင်ဆိုင်ရတော့မှာမို့လို့ပါပဲအဲ့ဒီလိုအကအကွယ်မဲ့လွတ်လပ်သွားတဲ့အခြေအနေကိုရောက်ဖို့ဆိုတာငွေကြေးပြည့်စုံယုံနဲ့တကယ်လုံလောက်ပါမလားဆိုတာကတော့ဆက်လက်တွေးတောစရာပါပဲ